အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်သွားရောက်နေတဲ့နေရာကတော့ခန်းကော်တောင်ဖျားစီကိုပဲဖြစ်ပါတယ်ခင်ဗျာဒီခန်းကော်တောင်ဖျားကပြင်ဇေယျသီရိမြို့နယ်ခရီးပင်လမ်းခွဲကနေဝင်ရောက်ခဲ့လို့ရှိရင်ခြေမုံသတင်းစာတိုက်မြမအလင်းသတင်းစာတိုက်တို့အလွန်လမ်းညွန်ဆိုင်မှုလေးလည်းရှိပါတယ်တိတ်လည်းမဝေးတဲ့နေရာမှာတည်ရှိနေတာဖြစ်ပါတယ်ခင်ဗျာစနေတနင်္ဂနွေရုံပိတ်ရက်ဒီမှာဖြစ်သွားရောက်ပြီးတော့လက်ပတ်လို့ခေါင်းတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်ဒီခန်းကော်ထောင်ဖျားပရဝုံတွေမှာအလူတော်ဖျားဘူဖျားတို့အစုံကြီးလဲဝင်ရောက်ပြီးတော့ဖူးတွေ့လို့ရမှာဖြစ်ပါတယ်အခုလို့ကျွန်တော်တင်သမျှပို့တိုင်းကိုဝင်ရောက်ဖူးမြောက်ခွင့်ရတဲ့ကျွန်တော်ရဲ့ရှေမျိုးညီကိုမောင်နှမတွေအားလုံးလဲမိမိတို့ရဲ့ခန္ဓာကိုယ်ကနေပြီးတော့ရှေဖုံးငွေဖုံးတွေတောက်ပြီးတော့စီးပွားဥစ္စာများလဲတိတ်တခြားတိုးတက်ပွားများနိုင်ကြပါစေအာရောကျန်ပရမလာပါအာရောကျန်အနာရောဂါကင်းရှင်းခြင်းပရမမြတ်လာစွာသောလာပန်လက်ကြီးနဲ့လဲထာဝရပြည့်စုံကြပါစေလို့ဒီနေ့ကနေပြီးတော့ဆုမြောက်ကောင်းများလဲတောင်းလိုက်ရပါတယ်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ